ဒါပွဲလေ လာပြီရင်ကိုအေးပွဲလေးပဲ ငါတို့ရန်တိုက်ပေးနေတာဘာမှမဖြစ်ဘူး စိုးစီကြီးအေးရ ကိုဒီကစောင်းရောကန်ရတာ တန်းကြီးကြည့်လိုက်ရတယ်အခုမှအဆပဲရှိသေးတယ်ဘာကူမှကြောက်ပါလေ ဟုတ်တယ် နင်တို့ရန်တိုက်ပေးတိုင်းတိုက်နင်တို့ရှူတိုက်တိုင်းကြိုက်အောင်ငါတို့ခွေးတလိမ့်ဆန်နေမဟုတ်အသိဉာဏ်တော်မှာလူအသိဉာဏ်တဲ့တာလွန်နဲ့အသိဉာဏ်နေရှိလို့တစ်ဖက်ကလည်းသူ့လှုပ်သူလှုပ်တယ်သူ့စကားသူပြောတယ်ငါအကြောင်းမပါဘူး မဲ အခုမှအဆပဲရှိသေးတယ် ဟုတ်တယ် လောင်စမ်း လောင်စမ်းဟောင်းစမ်း ဒီချက်ပိုးပြီးလောင်ရအောင်မယ်ဒီချက်ပိုးပြီးဟောင်းရအောင်မယ် ချောက် ငါ ပါ လည်းငါလုံနေတာသူသိတယ်ပြီးတော့ငါနဲ့အပြင်မှာလည်းမမြင်ဘူးသလိုငါတို့ဒီကောင်းကောင်းမမော်တော့ဖုံးတဲ့စကားပြောဘူးတဲ့ ခုကလေးတန်းကြောက် ပေးဆုံးကင်လို့ကြောင်6ချားနဲ့ဗယန်းတရာတွေပြောနေတယ်ဆိုရင်လည်းအချိန်ကြီးစေးုံသွားပြီးခုစိုးရင်ရတယ် အေး နော် ပြောဆုံးမှုအတန်ပိုင်နေငါကြမပြတာငါဘာသာငါချစ်လို့ မချစ်နဲ့တော့ ငါရဲ့စကားကိုတီးသွင်းမိပြီ မြန်မာနိုင်ငံမှာလူဖြစ်ရတာတိတ်ကိုကံကောင်းပါ မရရင်ဘူးမရရင်ဘူး နိုင်ငံမှာလူဖြစ်ရတာလေတော်တော်ကိုကန်ဆိုးတာ အားလုံးပဲမင်္ဂလာပါထုံးစံကျွန်တော် channel လေးနဲ့အားလုံးကိုပြန်လဲကြိုးဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့မှာလည်းကျွန်တော်ခင်ဗျားတို့သတင်းတွေဆိုတာတွေရုပ်တံတွေကိုပဲအဓိကထားပြီးတော့ပြအောင်ပါဆိုတော့ဘာရုပ်တံလဲဆိုလို့ရှိရင်ပြောဗျာဒီနေ့ကတော့တကယ်ကိုမပွဲကြီးပွဲကောင်းအထူးသဖြင့်ဒီဘောမတွေအချင်းချင်းကြိုက်တဲ့ပွဲကဇက်ရှိန်အမြင့်ဆုံးကိုရောက်လာပါပြီဆိုတော့အဲ့ဒါဘာပွဲလဲဆိုလို့ရှိရင်ဒီပွဲပါဒါကျွန်တော်လွန်ခဲ့တဲ့2လလောက်ကစပြီးကျွန်တော်မီးရှို့ပေးခဲ့တဲ့ပွဲပေါ့ဗျာဒီပွဲကတကယ်ကိုအခုဆိုတာအရှိန်အကြီးဆုံးကိုရောက်လာပြီဒါလွန်ခဲ့တဲ့2လကနေကကျွန်တော်ဇက်တိုက်ကိုကျွန်တော်ဒါလုံပေးခဲ့တဲ့ပွဲပေါ့နော်အဲ့ပွဲကတကယ်ကိုအခုချိန်မှာတော့တကယ် heavy သူတို့ကြိုက်ကြပြီဆိုတော့အဲ့တော့ဒီသူတို့အခုကြိုက်တဲ့ပွဲကဘယ်တော့မှသူတို့အပြင်းထန်ဆုံးဖြစ်တယ်ဆိုတာကိုမပြခင်မှာကျွန်တော်ရုပ်သံလေးတစ်ခုအရင်ပြပါမယ်ရုပ်သံတစ်ခုအရင်ပြပါမယ်ဒါအရေးကြီးလို့ပါဘာလို့နောက်လာမဲ့ရုပ်သံကဘာဆိုတာကိုအားလုံးကလည်းတိတ်ပြီးသားဆိုပေမဲ့ဒီရုပ်တံကိုကျွန်တော်ပြခြင်းကအရန်ရေးကြည့်လို့ပါဆိုတော့ဒါလေးကိုယဉ်ကြည့်ပါနော်ပြီးကျွန်တော်ရှင်းပြမယ်ကဲဒီမှာပါ လူတွေဟိုတချို့ပေါ့နော်မကောင်းမှုထိုးနှက်တယ်အဲ့ဒါတွေကခက်အဆက်ဆက်မှရှိခဲ့တယ်ပေါ့အဘောင်းဦးနေဝင်းဒီတိကျပြတာပြီးတော့ဒီမြန်မာပြည်ကိုချစ်တဲ့ရှင်မင်းတပါးလို့လည်းပြောလို့ရတယ်အဘောင်းဦးနေဝင်းဒီတိကျပြတာပြီးတော့ဒီမြန်မာပြည်ကိုချစ်တဲ့ရှင်မင်းတပါးလို့လည်းပြောလို့ရတယ်ဗျ ဆိုတော့အဲ့ဒီအခုကျွန်တော်ပြလိုက်တဲ့ရုပ်တံတွေကအမျိုးသမီးတို့ဒါခင်ဗျားတို့ကတီးကြမယ်လို့ထင်ပါတယ်ဒါပြည်ချစ်ခိုင်လို့ခေါ်တဲ့ဒါဘောမအကြီးစားကြီးဘောမအကြီးစားကြီးเนาะအဲ့တော့ကျွန်တော်ဒီရုပ်တံကိုကျွန်တော်ပြရတာဘာကြောင့်လဲဆိုလို့ရှိရင်နောက်မှသူ့မဘာသာတွေအုံနဲ့ကျွန်တော်သူ့ဝိုင်းပြီးတော့ကျုံးတယ်ကျုံးတဲ့ခါကျတော့ဒီဘောတော်ကြီးတော်တော်ကြီးကိုလောင်နေကွာအဲ့တော့ဒီမှာတချို့တွေပြောကြမယ်မင်းယောက်ျားကြီးတမ်းမယ်ကွာမိန်းမတစ်ယောက်လောက်အဖုတ်ခံနေရကိစ္စကိုမင်းကဝင်ပြီးတော့ဟိုဗာလေအစင်းကိုဘိန်းတက်တယ်ပေါ့ပြောတာဖြစ်မှာဆိုလို့ကျွန်တော်ကဒါကြိုပြီးတော့ဒါပြောရတာပါဘာကြောင့်လဲဆိုတော့ဒီမိန်းမကြီးကကျွန်တော်တော်လိုင်းကြီးကိုစော်ကားတယ်တော်တော်များတယ်တော်တော်များတယ်ဒါပေမဲ့ तू အဲ့လိုစော်ကားရတဲ့အချိန်တုန်းကတော့ကျွန်တော်သူ့ကိုစောက်ပတ်မလုပ်ဘူးကွာဒါရှော်ဝေးရက်ကွာတော့ဘောင်မူလို့ထားရတယ်ထားရရင်းနဲ့မှတော့ငပေါင်းနဲ့စပြီးတော့ညှိတယ်ဆိုတော့ငပေါင်းနဲ့လွန်ခဲ့တဲ့2လလောက်မှစပြီးတော့ညှိတယ်အဲ့လိုညှိတဲ့အချိန်မှာကျွန်တော်ကစပြီးတော့သူတို့ကိုအခုလူကိုဇလန်းကိုလုပ်ပြီးတော့ကျွန်တော်တင်ပြီးတယ်ပြီးတော့လွန်ခဲ့တဲ့2လလောက်ကညှိပြီးခါကျနောက်တဲ့ဒီ1လလောက်မှထပ်ပြီးတော့ဖြစ်သေးတယ်ဖြစ်သေးပြီးတော့နောက်ထပ်ပြီးခဲ့တဲ့10ရက်မှာလည်းထပ်ပြီးပွဲဖြစ်သေးတယ်ဒီမှာသူကဘာဖြစ်လာဆိုတော့တရားဆွဲတဲ့အဆင့်မှာကြောက်လာပြီဆိုတော့နောက်တဲ့ဒါ3ရက်လောက်မှာနောက်တဲ့3ရက်မှာထပ်ပြီးတော့ဖြစ်သေးတယ်သူကအခုအချိန်မှာသူကတရားဆွဲတဲ့အဆင့်ကတော့တော်တော်လေးကိုဟိုနေပေါ့ဟိုတကယ်ကိုတော်တော်ဆူဆူဝါဖြစ်တဲ့အနေအထားကြီးကိုရောက်လာပြီကွာတကယ်မဘာသာတွေကသူ့ကိုတရားသွားဆွဲတယ်မရန်ကုန်မှာသွားဆွဲတဲ့ခါကျတော့မရလာတယ်ပို့ပြီးတင်းပြီးတော့ဒီမှာကျုံးတာအမှန်ကန်ကိုကျုံးတာဆိုတော့အဲ့ဒါကျွန်တော်အရှိရုပ်တံကျွန်တော်ပြရတာကွာတော့မိမတယောက်ကိုဝိုင်းပြီးတော့အုံနဲ့ကျင်းနဲ့ကျုံးနေကြမင်းကဘာလို့ဟိုနေပေါ့ဝင်ပြီးတော့ဟိုနေဖြစ်ရတယ်ဆိုလို့ရှိရင်ဒီအမျိုးသမီးကတော်လန်ကြီးကိုစော်ရတာတော်တော်ကိုများများဆဆရှိပါတယ်အဲ့အတွက်ကြောင့်အခုလိုဘောမတွေအချင်းချင်းသူတို့ကျုံတဲ့ခါမှာကျွန်တော်ဝင်ပြီးတော့ထပ်ပြီးတော့သူတို့အောက်ဆီဂျင်ဒုတ်ပြီးရဲ့သဘောပါပဲနောက်ပြီးတော့ကျွန်တော်တို့တဲ့ရုပ်တံတွေကသူတို့စီရောက်တယ်ဗျဒါကိုမြင်ရတယ်ဆိုတော့ကျွန်တော်ထပ်ပြီးတော့ပြမယ်အဲ့တော့သူတို့လောင်းတော့ကျွန်တော်ကြည့်ပြီးတော့ကျွန်တော်လက်ခုပ်တီးကြမယ်ဆိုတော့ဒီဘောမတွေကြိုက်တာတွေဟုတ်ပြီအဲ့တော့ကျွန်တော်ပွဲကိုကျွန်တော်စပြီးတော့ကြည့်ပါမယ်ဘာနဲ့စမယ်ဆိုလို့ဒီမှာပါအစိုးရစီမှာလည်းတင်ပြတောင်းဆိုပြီးတာလည်းဒီ900သားသမီးပဲလုံးလုံးလည်းစူးစမ်းမယ်ငါရရှိတဲ့အပေါ်ဘလို့ကောင်းကျိုးချမ်းသာတွေအများ900သားသမီးကိုနဲ့ကန်ဆက်မှရမှာလေလိုချင်တိုင်းရတာမဟုတ်အဲ့လိုစိတ်နဲ့အဲ့တော့ကန်ဆက်သူတွေအကုန်လုံးကိုနဲ့ကန်ဆက်ထားတဲ့သူတွေအသက်ကြီးတဲ့အထိတသက်တာစိတ်ချမ်းသာစီဖို့
နော် တော့နိုင်သွားပြီထင်တဲ့ချိန်မှာတော့ နော်အဲ့ဒါအခုမှပြောတာမဟုတ်တစ်တော်စားရောက်လာတော့ကလည်းပြောခဲ့ဘူးပါတယ် line တက်တာကြာပါပြီဘုံဘုံဒီကနေ့ line ပေါ်ပြန်တက်လာတဲ့အကြောင်းရင်းကတော့ စပြီ ဒီ line ပေါ်မှာ36လအရစ်ကြဆိုပြီးတော့ကတ်ဆက်သူတွေလာကြဆိုပြီးတော့မြေလိန်ရောင်းနေတဲ့သူတွေရှိပါတယ်ဗျ မြေပွဲစားတွေတဲရိုက်ပြောရရင်တော့ခုံကုန်းလေးရဲ့တပည့်မှာမပုတုပြောတဲ့နှစ်သီးစားပေါ့ အထီလိုလိုအမလိုလိုလင်းယူလိုက်မယားယူလိုက်နှစ်သီးစားဘဝယူတို့ကတော့အာ လင်ယူလိုက်မယားယူလိုက်နဲ့ဘီယာတောက်လိုက်ဝိုင်တောက်လိုက်ကားလိုက်ခုံလိုက်နဲ့ ကဲကဲ သူ့ကိုယ်သူသောတာပန်အောင်မှပဲလှုပ်လိုက်သေးတယ် အိုင် ငါ ရှာ မိုးအေးနဲ့ဆိုတော့ငါအရက်တောက်ပြီးအိတ်တယ်အိတ်လိုက်တာကခြာကျင်ထဲတာပေါ့နော်လူတယောက်ခြာကျင်ထဲတာဖုံးတွေကိုခြာကျင်ထဲတယ်လို့ထဲတာအဲ့တော့ငါလိုမှသာတယောက်ကတစ်တော့တယ်မှာဝင်လာတယ်ငါဖရားတရားအဲ့ရနိုးပြီဆိုလို့ရှိရင်လူတိုင်းကလောကစောစိတ်ဒီနဲ့ထားတာတဲ့စာငါအဲ့ရနိုးတာနဲ့ဩငါကအေးဆေးဆေးနေတာနော်ပါရီလဲငါဗီဒီယိုဖိုင်တွေကိုယူပြီးလုပ်နေတဲ့ကောင်တွေကကြက်ပေးနေတာကိုတွေ့တဲ့အခါကျတော့ငါကပြောပြတာ ဘာလို့စောင်းပြောတာ သောတာပတ္တိဉာဏ်ရှိတဲ့လူတွေကတန်တရားမရှိဘူးဖះဟောရပြီးသားနော် သာသနာကိုငါတို့ကလူတက်နေလို့ငါတို့ကပဲသာသနာပိုင်ပါတော့လှုပ်လိုက်သေးတဲ့ဟိုမိမယိုင်းတယောက်ပေါ့ တော်တော့ပဲရက်တော့တာလား ယောက်ျားမှမသိမိန်းမမှမသိယူတာကတော့လင်းယူတယ်ကလေးလည်း2ယောက်လောက်မွေးတာတယ်အခုကျတော့တခါမယားယူတယ်မယားနဲ့လည်းတွေ့တယ် ကိုလှုပ်ချင်ရကိုလှုပ်ကောင်းတာလုံးကောင်းကျိုးပဲဆိုးတာလုံးဆိုးကျိုးဂျားရဲလူဝေဖန်စရာမလိုဘူးဆိုးတဲ့အပြစ်ကိုလှုပ်လို့ရှိရင်ဆိုးတဲ့အပြစ်ကိုခံစားရမှာကာယကံရှင်ကိုယ်တိုင်နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ငါခံယူထားတာကလည်းငါဖျားစကားထက်တာလွန်ပြီးငါဟိုဆရာဒီဆရာမဟုတ်ငါမှလည်းစိတ်ရှိတယ်ငါရဲ့ဆရာကတော့ဟိုဟာတေဝါရကြာပြီပေါ့နော်ပြောမယ်ဆိုရင်ငါ့တရားဟောခဲ့တာဟိုဟာလူပုတ်ကိုနော်တေသွားတာကြာပြီတရားဓမ္မတွေကိုလမ်းပြပေးခဲ့တယ်သူကလည်းတကယ်ကိုနောက်ဆုံးမဲညံဖုန်ညံဘလို့အဆင့်အထိဘာတွေဘလို့ရုပ်ဖတ်တရဆဲအထာဂတာတွေဘလို့ကျင့်အဲ့လိုအထိသင်ကြားပေးခဲ့တဲ့ဆရာမရှိတော့ဘူးပေါ့နော် သာသနာတော်ကိုစော်ကားလာတဲ့ပုဂ္ဂိုလ်ဒူးတယောက်ကိုပြောတာကိုလက်ခံတယ် ဘာသာတွေက လိုင်းပေါ်မှာလည်းဒီမျိုးသမီးကြီးကရဟန္တာကားတွေကရုံးနေနဲ့ပိုးစိုးပက်ဆက်ရုပ်ရုပ်မာညင်ဆုပ်ဆုပ်ပဲ့ပဲ့ဒီပြောထားတဲ့ဒီမိန်းမကြီး အဲ့တော့ငါပြောချင်တာငါတို့နိုင်ငံတဲမှာအိတ်တာမြစရာစိတ်နဲ့မနာလိုဝန်တူမုံတီးနေတာဒါငါ့ကိုမုံတီးတာလေငါဘ누구ကိုဆဲလိုက်လို့လေငါဘ누구ကိုမကောင်းတာ တွေ့လား တရားဟောပေတယ်နဲ့ကိုက်ညီမယ်ဒီကပြီးတယ် အတိတ်တွေရက်ဖို့ပဲအတိတ်တွေရက်ဖို့ပဲဘသူဆဲလဲမသိဘူးလား ဘုန်းကြီးတွေကသင်္ကန်းချွတ်လိုက်ရင်လူကရုံနော်ဒီကရုံနော်သူများတွေနင်းကိုမှန်ထားတယ်လို့ဟိုကရုံကောင်ပေါက်ကိုတော့နော်ငါအဲ့တော့ပြောမယ်တဲ့လားနင်းကဆယ်လီကရုံလားဟဟလားငါဘ누구ကိုဆဲလိုက်လို့လေငါဘ누구ကိုမကောင်းတာပြောလို့လေဟိုအကောင်ကရုံအဲ့လိုပဲပြောမယ်သင်္ကန်းတော့ကတော့ဟိုကောင်ကရုံပေါက်ကိုတော့ဆိုတဲ့အကောင်ကရုံနော်သင်္ကန်းတော့ကတော့နော်ကြားနဲ့ခွေးတွေပါလေလာမပြောနဲ့ငါတို့ကချင်သေးနော်နင်းကနေအခုမှလာပြီးခွေးအောင်မဲဆောင်ကြားအောင်မဲဆောင်စောက်ကယူကိုမဆိုင်ဘူးနော်နင်းကလည်းသင်္ကန်းဖယ်လိုက်လူသားတာပဲငါဘ누구ကိုဆဲလိုက်လို့လေငါဘ누구ကိုမကောင်းတာပြောလို့လေကရုံနော်အဲ့လိုပဲမမရိုင်ပြောမယ်နော်ပေါက်ကိုတော့နော်လူစကားပြောနေသင်္ကန်းဝစ်ပြီးနားမလဲဘူးလားငါတို့ယဟန်တကယဟန်အမထဲမှာပါတယ်နော်ကရုံကရုံလို့စကားပြောကရုံကပေါက်ကိုတော့ကရုံနော်ကရုံအဆုပ်အပြက်ကငါဘ누구ကိုဆဲလိုက်လို့လေငါဘ누구ကိုမကောင်းတာပြောလို့လေကြည့်လို့နော်ငါ့ကိုလာမထိနဲ့နော်အကောင်ကရုံအဆုပ်အပြက်ကစိတ်ဓာတ်အောက်တန်းစားလာနင်းလို့ဖုန်နင်းလို့ပုံကြီးသင်္ကန်းဝတ်ပြီးအရေးချုံပြီးအောက်တန်းကြတဲ့စိတ်ဓာတ်မျိုးကနင့်တယောက်ပဲတွေ့ဘူးတဲ့မြန်မာနိုင်ငံအများကြီးရှိတယ်အရိယာတန်ကတော့အရှင်ကြီးမြတ်တွေဟမ်ယခုလက်ရှိသမှုရိတွေထဲမှာတော့နင့်လောက်အောက်တန်းမကြဘူးရှိတာပဲတချို့တရားဟောနေကြတာတရားစကားလည်းမပြောဘူးလူတွေကြားထဲမှာစက်ပတ်တွေဒီတွေကြားထဲမှာနင်ကရုံးပြီးရှောက်ပြီးတော့ဟိုကတ်လိုက်ဒီကတ်လိုက်ပြောနေတာဟိုဖားလိုက်ဒီဖားလိုက် ဒါပွဲလေ လာပြီ ရင်ကိုအေးပွဲလေးပဲ ငါတို့ရန်တိုက်ပေးနေတာဘာမှမဖြစ်ဘူး စိုးစိုးစီစီအေးရ ကိုဒီကစောင်းကြောကန်ရတာ တန်းကြီးကြည့်လိုက်ရတယ်
အခုမှအစပဲရှိသေးတယ်ဘာကူမှကြောက်ပါလေတဲ့ ဟုတ်တယ် နင်တို့ရန်တိုက်ပေးတိုင်းတိုက်နင်တို့ရှူတိုက်တိုင်းကြိုက်အောင်ငါတို့ခွေးတလိမ့်ဆန်နေမဟုတ်အသိဉာဏ်တော်မှာလူအသိဉာဏ်တဲ့တာလွန်နဲ့အသိဉာဏ်နေရှိလို့တစ်ဖက်ကလည်းသူ့လှုပ်သူလှုပ်တယ်သူ့စကားသူပြောတယ်ငါအကြောင်းမပါအောင် မဲ အခုမှအစပဲရှိသေးတယ် ဟုတ်တယ် လောင်စမ်း လောင်စမ်း ဟောင်းစမ်း ဒီထက်ပိုပြီးလောင်ရအောင်မယ်ဒီထက်ပိုပြီးဟောင်ရအောင်မယ် ချော ဒါ က် လည်းငါ ပါ လုံနေတာသူသိတယ် အဲ ပြီးတော့ငါနဲ့အပြင်မှာလည်းမမြင်ဘူးသလိုငါတို့ဒီကောင်းကောင်းမမော်တော့ဖုံးတဲ့စကားပြောဘူးတဲ့ ခုမှလေးတန်းကြောက် လေး တာ ဆုံးကင်လို့ကြောင်6ချားနဲ့ဗယံပရာတွေပြောနေတယ်ဆိုရင်လည်းအချိန်ကြီးစေုံသွားပြီးကုဆိုရင်ရတယ် အေး နော်ကျမလည်းမိမသားဆိုတော့ကိုစင်းစားတယ် အေးဗော ကိုလောက်အသိဉာဏ်မရှိတဲ့အာကုသို့များနေတဲ့သူတွေနဲ့ပြိုင်ပြီးတော့လဲ ဖင်ကျဲခဲ့တော့က ဒီနေ့ကဒီရက်ကစပြီးတော့ အဲ သူတို့ငါလုံးမလို့မစဲတော့ငါလုံးမသားလို့လည်းမစဲတော့ဘူး ဖင်ကျဲခဲ့တော့အဲ့ဒါလေးထည့်ပြောချင်ပါတယ် သွေးဆုံးကင်လို့ကြောင်6ချားနဲ့ဗယံပရာတွေပြောနေတယ်ဆိုအချိန်ကြီးစေုံသွားပြီးကု နောက်တစ်ခုကလူတိုင်းကသူ့ဖုံးသူ့ကန်နဲ့ရှိပြီးသားနော်ဖုံးကန်မရှိတဲ့လူတွေနဲ့ဖုံးကန်ရှိတဲ့လူတွေကြရင်တယောက်နဲ့တယောက်ကအသွင်မတူအမြင်မတူဒါကြောင့်ဖုံးကန်ရှိတဲ့လူတွေကတောင်းတောင်း မဘာသားတွေကလေးတို့နှိမ်ရလား ဖက်မလုပ်ဘူးအဲ့ဖုံးကန်မရှိဘဲနဲ့ဖုံးကန်ရှိတဲ့လူတွေကိုဖုံးကန်ရှိတဲ့လူတွေပင့်နေတယ်ဖားနေတယ်မြောက်နေတယ်ပင့်နေတယ်ပြောနေတယ်သူတို့လည်းဘာမှမရအဲ့ရှိတဲ့လူတွေကလည်းသူတို့ဘာမှပေးလို့မရဘူးဘာလို့လဲဆိုတော့သူကဖုံးကန်နေပါလေဒါကောင်းကောင်းမမော်ဆိုတာဘယ်လိုခေါ်မလဲဟိုဘဒူးမှမထိကြိုက်ငါလည်းမထိကြိုက်လည်းမထိကြိုက်ပဲအကျိုးရှိပြီးမှန်ကန်တဲ့အကြောင်းတရားတွေကိုပြောဆိုဘူးတယ်ငါမှလည်းအတန်ပိုင်းနေရှိတယ် အမေ ဘုန်းကြီးတကားနဲ့ဇလန်းနေပတ်လျှော်ပြီးဟိုဖုန်းကြီးလိုဒီဖုန်းကြီးလိုရောမချနဲ့ ဟုတ်တယ် ငါတို့ကအေးစစ်စစ်ဖြစ်နေတာကိုမယိုးမယောနဲ့ဖြစ်နေတဲ့ငါလိုးမသားနဲ့ ဟာ ဟာတယ်မတတိုက်နဲ့ငါလိုးမသားတွေငါ့ကိုအမြင်မကြည့်ဖြစ်နေတာဟမ်ငါလိုးမ အတီးကတော့ညာနိုင်ပြီးတဲ့ပုံစံမျိုးကြီးတော့သူကသူဟိုနေ့ကတော့ရွေးဆောင်ပြီးတော့ TikTok မှာဆော့တယ်ကြည့်ဦး no man no crime လုပ်တာကြည့်ဦးno go man no crime မှာတော့ပါနေတယ် မှန်တယ်ထင်တက်သေးရှိတယ်ဆိုရင်တရားရုံးကလာပြီးကြမ်းကျိန်စမ်း ဟုတ်တယ် အားရနေတာလားအားရနေကိုဟာကိုနော်ငါပြောလိုက်ရမကောင်းသူများအကြောင်းကိုပြောနေတာကနင်တို့မရှက်ဘူးလား မဲသူစောက်ရတဲ့ကြိုက်ပြီးရောကားပြရတယ်ဒိုးပြလုပ်လို့ကအကောင်းသူ့အခုတကယ်ကြီးအပီလဲဖုတ်လဲဖို့ကြိုလုပ်ပြီးကြိုလာပါတော့ကြည့်ဒီ ကျမ်းကျိန်စမ်း ကျမ်းကျိန်ပြီးပြောရလား ဖဲ ဒီတင်ချိန်နဲ့ကဘာတသိန်းကျန်းစုသွားမယ် ဟုတ်တယ် နင် ဖဲ တို့အလုပ်နေလို့လုပ်လေလူတိုင်းကကိုယ့်အလုပ်ကိုလုပ်နေတာငါလည်းငါတာဝန်ရှိတဲ့ငါအလုပ်ကိုငါသိသေးချာလုပ်နေတာ ကိုမနာလို့တဲ့လူတွေကိုမလိုပါဘူးသူတို့ကကိုတိုးတက်နေပြီဆိုတာတက်တည်ပြနေတာပါလူတွေကကိုမနာလို့မဖြစ်ဘူးရွေ့နေတဲ့သူကိုပဲပြောတယ် လိန်လေထွက်ဆိုမှုမမှန်တက်သေးတဲသွင်းမှုအသေးဖြတ်မှုတွေတိုးရင်တိထပ်ပုံနာမယ် အေး ကိုယ့်အလုပ်ကိုမလုပ်ပဲနဲ့ဟိုလူနဲ့ဟိုလူရန်တိုက်ပြီးဟိုလူနဲ့ဟိုလူရန်တိုက်ပြီးတာ မမှန်တက်သေးတဲသွင်းမှုအသေးဖြတ်မှုတွေတိုးရင်ဒီထပ်ပုံနာမယ် အေးဟုတ် ဒီဘက်မှာလည်းတိုင်ဝိုင်းကြီးတယ် တက်လား သူတယောက်တည်းနေတာမဟုတ်ဘူး သူမှဝီအားချောင်းတာ နော်သူ့ရဲ့အနောက်မှာတိုင်ဝိုင်းဆိုတာအစင်တန်းရှိတိုင်ဝိုင်းကြီးတဲ့ကမိသားစုဝင်တယောက်ပါ အမေ ဗါလေစင်နန်းရှိကြီးတိုင်ဝမ်ကြီးကြီးရတိုင်ဝမ်ကြီးလို့ရှိရင်ဥပဒေကိုဘူးဆိုင်ဆရာမလို့ဘူးလား ဟုတ်တာဗော တိုင်ဝမ်ကြီးဥပဒေထပ်မှာနေလို့ရတာလား ဒီချက်ခိုင်ရဲ့အကျဉ်းစရိုက်လေးသည်ကျမတို့မိသားစုမှာငယ်ငယ်လေးကလေးကယောက်ျားဆန်ဆန်နေခဲ့တာ အာရှာ ကိုယ်သွားထိလို့လည်းမရဘူးစကလုံးလေးနဲ့တော့နည်းနည်းလေးကွန့်လို့မရ အော် तू ကအဲ့လိုပြောနေလူဆို तू ကဓာတ်ရိုက်ပြော ဖိုင်တာ မျိုးဥပဒေထပ်ပါတက်ပြီးနေတဲ့အတိုင်းဝိုင်းကြီးပါရဲဆိုတဲ့ဟာတွေပဲရွေးပြီးဖြုတ်ခဲ့တာနင်ပါနဲ့ဆို69កောင်ရှိပြီဆို no ဒီဖြုတ်ခဲ့ရတော့ အဲ့တော့36လရေးကြကန်ဆက်သူတွေလာကြဆိုပြီးတော့မြေတွေရေးကြရောင်းနေတာနဲ့ပတ်သက်ပြီးတော့ဝယ်မိထားတဲ့သူတွေထပ်ဝယ်မဲ့သူတွေတတိထားကြဖို့ပါ ဒီဘက်ကလည်းရောက်ဖို့လေစီဝါရေးပါလုံးနဲ့ထိုးတာတတိထားကြတယ်အဘသားတွေက ဒီတိုင်းမှာကျမတို့ဒီ social media မှာအလုပ်လုပ်တာဖြစ်တဲ့အတွက်ဘယ်ဟာမှလိန်ညာပြောဆိုပြီးတော့ရောင်းချတာတခုမှမရှိတဲ့အတွက်ကျမတို့တာဝန်ယူမှုတစ်ခုနဲ့အလုပ်လုပ်တာဖြစ်ကြောင်း အဲ့မိမကြီးရှိမှမြေဝယ်မိတဲ့သူတွေ36လအရေးကြကန်ဆက်တယ်ဆိုတဲ့သူတွေ
ကန်ဆက်တာကတော့ကန်ကောင်းတာမဟုတ်ဘူးပါဗျမကောင်းတဲ့ကန်นี่စက်မိသွားမှာဆိုလို့ ရောက်ပြီ တာပါအားလုံးလည်းသတိထားကြပါဘာကြောင့်ဒီစကားပြောရတာလဲဆိုရင်တော့ဒီစကားရဲ့အဖြေကအခုတော့မပြောသေးပါဘူးမကြမီလာမီမြော့ပေါ့ဗျာဒီမှာကားတွေလိုပါပဲဒုက္ခမြော့အောင်အလိမ်ညာမမိအောင်လို့ကြိုတင်ပြီးတော့တတိပေးရခြင်းဖြစ်ပါတယ်ဗျာအာရှာဒီလောကကြီးမှာပေါ့နော်လောကကြီးမှာဟိုတတိထားเสียအချက်ကနှစ်ချက်တည်းရှိတယ်ဟုတ်တယ်တစ်ချက်ကကြတော့ယဉ်ကျေးပြီးယုံမာတာတစ်ချက်ကကြတော့ရိုင်းနေပေါ့ဟုတ်လို့ရိုင်းနေယဉ်ကျေးဘူးအဲ့တော့လူတွေကဘယ်လိုလူကိုသဘောကျလဲဆိုတော့ယဉ်ကျေးပြီးသူကယုံမာတဲ့စိတ်ဓာတ်ရှိတဲ့လူကြိုက်ကြအာရှာရိုင်းတဲ့လူကဒေါသကြီးလာတဲ့အခါကျဒေါသကြီးတော့အဖြစ်ဒေါသစိတ်ကြောင့်တခုခုကို crash လုပ်လိုက်မဲ့အတွက်ကိုမလုပ်တော့ဘဲနဲ့ဆဲလိုက်မိတာအဲ့တော့ तू ကဆဲတယ်တဲ့အဲ့လိုဖြစ်သွားတယ်အခုမှအဆပဲရှိသေးတယ်ဘာကူမှကြောက်ပါလေတဲ့အခုမှအဆပဲရှိသေးတယ်လောင်စမ်းဟုတ်တယ်ဒီထက်ပိုးပြီးလောင်ရအောင်မယ်ဒီထက်ပိုးပြီးဟောင်းရအောင်မယ်ဟုတ်လားသွေးဆုံးကင်လို့ကြောင်6ချားနဲ့ဗယမ်းမရာတွေပြောနေတယ်ဆိုရင်လည်းအချိန်ကြီးစေုံသွားပြီးခုဆိုရင်ရတယ်လာလောင်ဒီစကားမကနေရတာနဲ့ဒီစကားရမိမဒီစကားရကိုဘောအောင်ကိုတမောတာလားဟုတ်လားဒီစကားရကလင်းနေရောက်အမေမဲတယ်အကြိုင်နော်ဘယ်မိမပါလဲဒီစကားရယောက်ျားကကလင်းနေရောက်အဖေကဒီစကားကိုအောင်စီနဲ့နိုင်ငံကိုကဲရောက်မှရှိတယ်ငါ့ကိုစော်ကားတာငါ့ကိုတွေ့တော့ဆန်းတာငါ့ကိုတာပြောမရပြောတယ်ပေါင်းကြီးငါကဆဲတာပြန်ဖြစ်ငါဘာသာတော့တိကျကြမဟုတ်ဘူးငါဘယ်လိုလူမငါကိုဘယ်လိုလူမဒီစကားပြောလို့မလဲမရဘူးကြောက်လည်းပြောလို့မရဘူးဘသူကတော့ပြောတာလဲငါနေမသားချင်းနာနမသားချင်းနာလေငါကနမဲတက်ပြောတာငါတို့ပဲနမဲတက်ပြောငါဘသူပတ်စံမှာငါအများမမလိမ်ဘူးငါစီဝယ်ထားတဲ့သူတွေအကုန်လုံးငါရဲ့ချန်နေကိုငါရဲ့ချွေးတဲ့အစားတွေကို36လအရင်ကြာရောက်မေးတာငါပဲဘသူရှိလဲလိုက်နိုင်ငါကိုတာရဲစကန်ကိုသွားပြောဟုတ်တယ်နော်ညမလာတာချင်လားအိုင်ရှာတာချင်လားညမနိုင်ရပါစေတနာတာပြီးအောင်မလား36လအရင်ကြောင်ငါအခုမှမဟုတ်ဘူး2018ကနေအခု26တိတာပြောမရပြောလေအချောင်းရမလားလို့ပြောဆုံးမှုအတန်ဖိုင်နေငါကြမပြတာငါဘာသာငါချစ်လို့မချစ်နဲ့တော့ငါရဲ့စကားကိုတီးသွင်းမိပြီတာလူမျိုးတဲ့စာပါလာတွေကငါဘာသာကိုကိမှာဆိုလို့ငါတိတော့အချမပြလို့ညိနေတာချက်ပြလိုက်ဘာဖြစ်နေတာလဲဘာဖြစ်နေတာလဲညမတာမနာတော့မသေးအောင်နာတယ်ငါမိမကောင်းမိမမြတ်ငါသားနဲ့ငါသမီးကိုကျူးစင်တဲ့စိတ်နဲ့ငါကိုရက်တီငါယောက်ျားကငါ့ကိုအမြဲတမ်းကြည့်နေတာငါမိန်းကလေးတွေနဲ့ပတ်သက်တော့သူလက်ခံတာလေအဲ့မိန်းကလေးတွေကရောတာတယ်ဟောင်းပြီမလားဟာအခုတော့လောင်နေကြပြီမလားကျွန်တော်အများကြီးကျွန်တော်ပြောတော့ဗျာဒီရုပ်တံတစ်ခုတည်းပဲကျွန်တော်လာပြတာအဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်ကွာဒီအမျိုးသမီးကတော်လိုင်းကိုစော်ကားတာတကယ်ကိုသူကကွာလာဟောင်းတဲ့လို line မှာပြောတဲ့အချိန်မှာတည်းကကျွန်တော်ကစောက်ပဲမလုပ်ခဲ့ပဲထားခဲ့တာဒါပေမဲ့ငပေါက်နဲ့ညီးရဲ့အချိန်မှာကျွန်တော်အခုလူပဲကျွန်တော်ရဲ့ပုံစံနဲ့ကျွန်တော်တကန်းစီကျွန်တော်အရောက်ကိုကျွန်တော်ပို့တာကျွန်တော်အရောက်ပို့တဲ့ဗီဒီယိုကသူ့စီရောက်တယ်ဆိုတော့တေးကြတယ်ကွာအဲ့တော့ तू ကရှင်းပြောမကျေနပ်ဘူးကွာတက်လားဂျားတွေကခြုံတုံးဝင်လို့တဲ့ကောင်တွေကလည်းရှိတယ်ဘာညာဆိုပြီး तू ကလည်းဖြစ်တာကွာအခုသူတို့အကြီးကြီးပြီး तू ကပိုင်နေဆိုပြီးတော့ तू သွားဖြစ်တယ်ဒါပေမဲ့မဘာသာတွေကအင်အားပူကြီးတဲ့ခါကျတော့သူ့ဟ
အကုန်ဝိုင်းပြီးတော့ကျုံတယ်ကျွန်တော်တော့ရှင်းပြလို့ရှိရင်အဲ့တော့ဟိုအမျိုးသမီးတယောက်တည်းမို့လို့ဘာလို့ကျွန်တော်လာမှပြောနေကွာတော်လန်ကြီးကိုစော်ကားလို့ကသူကဘာလဲကျွန်တော်ရန်သူပဲကျွန်တော်ရန်သူပဲအဲ့တော့ကျွန်တော်ကရှင်းကျွန်တော်အရောက်ပို့တဲ့နေရာမှာပို့မယ်နော်လောင်စရာရှိလောင်မယ်ခွေစရာရှိရင်ခွေမှာပြီးတော့ကျွန်တော်ရှင်းပြစိတ်ချမ်းသာတယ်အဲ့လိုဘောမတွေဘသူလောင်လာတဲ့ကျွန်တော်မြင်ရင်ကျွန်တော်စိတ်ချမ်းသာတယ်ဆိုတော့ကျွန်တော်ရုပ်တံတွေရောဒီနေ့တော့ဒါဒီလောက်ပါပဲအဲ့တော့ဒီရုပ်တံနဲ့ပတ်သက်ပြီးတော့ဝေဖန်အကြံပြုတင်တာရှိရဆိုလို့ရှိရင်ထုံးစံနဲ့ကျွန်တော်ရဲ့ comment box မှာဝင်ရောက်ရေးသားခဲ့လို့ရတော့ကြော်ရင်းနေမနေ့ကထပ်ပြီးကျွန်တော်ပြန်ပြီးတွေ့ပါမယ် okay bye